ကစွန်ရွက်မိုးတော်ချက်မှဖြစ်ပါတယ်အရင်ဆုံးစီပူတဲ့ကိုကျက်သွန်ဖြူတပြားရိုက်ထားတာရဲ့ကျက်သွန်နီလေးရဲ့ကိုစီတက်ပေးပါမယ်ကျက်သွန်ဖြူနဲ့ကျက်သွန်နီကိုပေါ့နော်အတန်အသင့်နွမ်းသွားတဲ့အထီပေါ့နော်စီတက်ပေးမယ်နွမ်းလာပြီဆိုရင်မိုးလေးတွေထည့်ပြီးတော့မိုးတွေကိုလည်းစီတက်ပေးမယ်လုံးပေးမယ်ပေါ့နော်မိုးတွေကိုတအားကြီးနူးဤတဲ့အထိလုံးစရာမလိုဘူးအတန်အသင့်နွမ်းရုံလောက်ဆိုလို့ရှိရင်တော့ရပြီပေါ့နော်မိုးတွေအတန်အသင့်နွမ်းလာပြီဆိုလို့ရှိရင်ကစုံရွက်ထည့်မယ်ကစုံရွက်ထည့်ပြီးတော့တစ်ချက်နှစ်ချက်လောက်မှွေပြီးတော့ပေါ့နော်ကိုကြိုက်နေတဲ့ရာအရသာမုတ်ထည့်ပြီးတော့စားလို့ရပါပြီအရန်ကိုမှလွယ်ကူရိုးရှင်းပြီးအရသာရှိပြီးကျမရင်းနဲ့ညီညွတ်တဲ့အရွက်ကြော်လေးပေါ့နော်ငပိငုတ်တီးလေးဖြော်ပြီးတော့အရသာရှိတဲ့အဟင်ကွက်လေးရပါပြီ